အားလုံးမင်္ဂလာပါမြတ်သူ Boat Story Channel ကနေကြိုဆိုလိုက်ပါတယ်အပိုင်းနဲ့ငောင်းတရဝါသို့မဟုတ်တော၆ချင်းနေ့လယ်2 နာရီခန့်တွင်လင့်စင်အလုပ်ပြီးသွားသည်ကျွန်ုပ်၏ဆရာမုတ်ဆိုးကြီးဆံမှာတင်ကြားပေးခဲ့သောနီလန်းအတိုင်းတောကြော်ကိုပါတတ်နိုင်သည့်အနေအထားဖြင့်တေးသေးချာချာလင့်စင်ထိုးထားခြင်းဖြစ်သည်ရေချိုးပြီးညစာစားကအသင့်ပြင်သည်ကျွန်ုပ်သည်ဆရာလက်ထက်ကလေးကဝတ်ဆင်ခဲ့သောအနက်အသက်ကိုဖုံးကွယ်ပေးနိုင်သည့်တောတိုးဝတ်စုံအထူကြီးကိုဝတ်ဆင်ထားလိုက်သည်တောကြော်ကိုလည်းချင်းနှင့်မှတ်များရန်မှကာကွယ်ရန်ဆောင်ဖြင့်တေးသေးချာချာအုပ်ထားပေးရသည်ညနေ4 နာရီမှစ၍လင်းစင်ပေါ်တွင်အတန်တိတ်စောင့်ဆိုင်နေခဲ့တော့သည်ည12 နာရီအချိန်ရောက်ရှိလာပြီမိုးဆဲသွားသဖြင့်တိမ်ထိုက်ကြားမှလာရောင်ဖြောဖြောလေးထွက်ပေါ်လာသည်တောတွင်အတန်များရုတ်တရက်စိတ်သုံးသွားသည်ဤဒီမှာတားရဲကြီးတကောင်လာနေပြီဟုအချက်ပြပင်ဖြစ်နိုင်သလောလေကလည်းငြိမ်နေသဖြင့်တရွက်ပေါ်မှမိုးရေစက်များကြတန်ကိုပင်အတိုင်းသာကြားနေရသည်လာပြီခဲနာလာနေပြီကျွန်ုပ်၏အသက်ရှူပင်မဝန်းတော့ပဲစောင့်နေသည်ည1 နာရီခွဲခန့်တွင်ထူဆန်းသောအနံ့တစ်ခုနှင့်အတူအရိပ်တစ်ခုပေါ်လာသည်တောကြော်သည်စတင်၍တုံရင်လာခဲ့သည်ခဲနာလာနိုင်ပြီထင်တယ်ကျွန်ုပ်သည်တားကြီးတောကြော်ကိုကြည့်၍ခဲနာလာနေပြီဟုပဲထင်လိုက်ရသည်အမှန်တကယ်မြင်လိုက်ရသောအရာကြောင့်ကျွန်ုပ်အံ့အားတင်သွားရသည်ဟမ်ဒါဘာကြီးလဲကျွန်ုပ်ပါးစပ်မှအာမေဒိတ်တံမထွက်ယုံတမဲဖြစ်သွားသည်လာနေသည်မှာကြားမဟုတ်လူပုံတရံရှိသောဥကောင်းတွင်ကြိုပါပြီးခြေထောက်တစ်ချောင်းထဲဖြင့်ခုံဆွာသွားနေသောတရဝါကြီးဖြစ်နေသည်၎င်းသည်တောဝက်သေးကိုလှဲ့ပင်မကြည့်ပဲအခြားတစ်ဖက်သို့အလင်းအမြန်ခုံဝင်ပျောက်ကွယ်သွားသည်ကျွန်ုပ်တပ်ပြင်းရှည်ကြီးချလိုက်မိသည်ညနေ4 နာရီထိခဲနာပေါ်မလာတော့ကျွန်ုပ်တေချာတိလိုက်ရသည်မှာခဲနာသည်ဤတောဝက်သေးကိုလုံးဝစိတ်မဝင်စားခြင်းပဲလူသားစားဘူးသောကြားအိုကြီးသည်လူသား၏အသွေးသားကိုရှာဖွေနေခြင်းဖြစ်ရမည်ငါတို့စီသူလာမှာမဟုတ်ဘူးငါတို့ကသူ့စီကိုတွားရမှာကျွန်ုပ်၏အတွေးကိုအဆုံးသတ်ခါမနက်ဖြန်အတွက်အားမွေးရန်ခိတ္တများမေးဆက်လိုက်သည်နနက်9 နာရီခန့်တွင်တောကြော်ကကျွန်ုပ်၏မျက်နှာကိုရှာဖြင့်ရက်ခါနှိုးလေပြီတာကြီးတောကြော်နိုးနေပြီလားကျွန်ုပ်တောကြော်ဤခေါင်းကိုပုတ်သက်ပေးရင်အောက်သို့ဆင်းရန်ပြင်လိုက်သည်ယနေ့ခဲနာနှင့်ကျွန်ုပ်၏ကံကြမ္မာကိုအဆုံးအဖြတ်ပေးမည်နေ့ဖြစ်လာပေတော့မည်အားလုံးမင်္ဂလာပါမြတ်သူ Boat Story Channel ကနေကြိုဆိုလိုက်ပါတယ်အပိုင်း3သွေးနှင့်သစ္စာကျွန်ုပ်နှင့်တောကြော်လင်းစင်ပေါ်မှဆင်း၍ညကမြင်လိုက်သောငောင်းတရဝါခုံဆွာဖြင့်ဝင်သွားသည့်ခြုံပုံတန်းကြီးမှာနနက်ခင်းမြူနှင်းကြားတွင်မှောက်မှောင်ပြီးအုံဆိုင်နေစေဖြစ်သည်ထူးဆန်းသည်မှာညကအသေးဟုထင်ထားသောတောဝက်ကြီးအနားမှသွားကြည့်သောအခါအယိုးပင်မကြံတော့ပဲပျောက်ကွယ်နေခြင်းဖြစ်သည်မြေပြင်တွင်သွေးခွက်အချို့နှင့်အမွှေးမြင်သာကြံတော့သည်တာကြီးအနံ့ခံစမ်းကျွန်ုပ်အမိတ်ပေးလိုက်သည်နှင့်ဒေါ်ကြော်သည်မြေပြင်သို့နှာခေါင်းဖြင့်ထိလူမတန်အနံ့ခံသည်သို့သောခဏအကြာတွင်ဒေါ်ကြော်သည်အမီးကိုကပ်၍ကျွန်ုပ်၏ခြေထောက်ကြားထဲသို့
တိုးဝင်လာသည်ဟိန်းတံပင်မထွက်ရဲပဲတုံရင်နေသောတောကြော်၏အမူအရာကြောင့်ကျွန်ုပ်ကြောရိုးတဲ့အထိစိတ်ကနေဖြစ်သွားသည်ခဲနာရဲ့အနံလားကျွန်ုပ်တကူတည်းရေရွေရင်ရိုင်ဖယ်တနက်ကိုအသင့်ပြင်လိုက်သည်သို့သောတောကြော်ကြောက်နေရသည်မှာကြားနံ့မဟုတ်သလိုသူ၏မျက်လုံးများကညကငောင်းတရဝါပျောက်ကွယ်သွားရာအသစ်ပင်အိုကြီးစီတို့ခြုံတန်းများစီတို့သာစိုက်ကြည့်နေသည်ဒီသစ်ပင်ကြီးအခိုင်းခဲများကြားတွင်အဝိစုပ်တစ်ခုလိုလိုဥကောင်းဝင်တစ်ခုလိုလိုအရာတစ်ခုချိတ်ဆွဲထားသည်ကိုဝေဝါးစွာမြင်ရသည်ကျွန်ုပ်တို့သည်ခဲနာဤခြေရာကိုရှာဖွေရင်းတောတွင်းသို့3 မိုင်ခန့်ထပ်မံတိုးဝင်ခဲ့သည်လမ်းတစ်လျှောက်လုံးငှက်တံများတိတ်ဆိတ်နေပြီးလေထုမှာလေးလံထိုင်မိုင်းနေသည်ရုတ်တရက်တောကျော်ကရက်လိုက်ပြီးနရွက်ကိုထောင်လိုက်သည်ခြုံပုတ်တစ်ခုအတွင်းမှတရှူးရှူးရှိုက်တံနှင့်အတူကျွတ်ကျွတ်ဆိုသောအတန်ကိုကြားလိုက်ရသည်ကျွန်ုပ်တနက်ကိုမောင်းတင်ပြီးဖြည်းဖြည်းချင်းကပ်သွားသည်ခြုံပုတ်ကိုဖယ်လိုက်သောအခါမြင်လန့်ရသည့်မြင်ကွင်းကြောင့်သွေးပြက်မတက်ဖြစ်သွားရသည်မြေပြင်တွင်မုတ်ဆိုးဝတ်စုံနှင့်လူတစ်ယောက်မှောက်လျက်သာလဲနေသည်တေချာကြည့်လိုက်ရသောအခါမှာထိုသူသည်ကျွန်ုပ်၏ဆရာကြီးမုတ်ဆိုးကြီးစံမောင်ပင်ဖြစ်လေတော့သည်ဆရာဝတ်ဆင်လေးရှိသောအင်ကြီးစုံနှင့်အတူရှိနေတော့သည်ဆရာလားကျွန်ုပ်အတန်တိုးတိုးဖြင့်ခေါ်ရင်းအနားသို့ကပ်သွားမိသည်ထိုသူကဖြည်းဖြည်းချင်းလှည့်ကြည့်ကသူ၏မျက်နှာမှာလူမျက်နှာမဟုတ်အမွှေးအမြင်များထူထပ်နေပြီးမျက်လုံးများหนีရဲကပြူးထွက်နေသည်၎င်း၏ပါးစပ်မှလက်လက်ဆက်ဆက်သွေးများပေကြံနေပြီးညကမြင်ခဲ့ရသောတောဝက်အသေးတရဝါကိုစားထားသည်လောဘာကြောင့်ကျွန်ုပ်၏ဆရာမုတ်ဆိုးကြီးဆံမောင်ဝတ်ဆင်ခဲ့သောအင်ကြီးနှင့်ဘောင်းမီကိုသူ၏ကိုယ်တွင်တွေ့ရသည်။ထိုတရဝါသည်ကျွန်ုပ်ကိုမြင်သည်နှင့်ဆူးရှာသောအတန်ဖြင့်အော်ဟစ်ခါခြေထောက်တစ်ချောင်းထဲဖြင့်ခုံဆွဖြင့်အဝေးတနေရာသို့ထွက်ပြေးသွားတော့သည်ကျွန်ုပ်တနက်ဖြင့်ပြည့်ရန်အားထုတ်တော်လဲခဲနာရီဟိမ့်တံပေါ်ထွက်လာသဖြင့်ကျွန်ုပ်၏နောက်ကျောဘက်မှဆန့်ကျင်ဘက်အရာသို့တနက်မောင်းခလုတ်ဒိန်ကနေဆွဲဖြုတ်လိုက်မိတော့သည်ဝုန်းဆိုသောအတန်ဖြင့်တောကျော်ကကျွန်ုပ်၏ရှေ့သို့ခုန်လိုက်သည်တစ်ဆက်တည်းမှာပင်လေထဲမှခုံအုပ်လိုက်သောဝါရောင်အစင်းကြားကြီးကြားကြီးတစ်ကောင်ကိုတောကျော်နှင့်လုံးထွေးတပ်ပုတ်နေသည်ကိုကျွန်ုပ်မြင်လိုက်ရသည်ခဲနာပင်ဖြစ်သည်ခဲနာသည်တာမန်ကြားများထက်ပုံမူကြီးမားပြီးမျက်လုံးတစ်ဖက်တွင်ကွယ်နေကာကိုယ်ပေါ်တွင်ဒဏ်ရာဟောင်းများဖြင့်ပြည့်နှက်နေသည်တားကြီးကျွန်ုပ်အော်ဟစ်ရင်းတနက်ကိုအသင့်ပြင်တော်လဲခွေးနှင့်ကြားမှာလုံးထွေးနေသဖြင့်ပြစ်ခတ်ရန်ခက်ခဲနေသည်ထိုစင်မှာပင်တစ်ပင်ပေါ်မှငောင်းတရဝါကကျွန်ုပ်၏ပခုံးပေါ်သို့ခုံအုပ်ရန်ပြင်လိုက်သည်ခုနတော့ပျောက်ကွယ်သွားတဲ့ငောင်းကြီးလားဟာမဟုတ်တော့ဘူးဒီကောင်ကအတစ်တကောင်ပဲကျွန်ုပ်၏ရှေ့တွင်ကြားကျွန်ုပ်၏အပေါ်တွင်ငေါင်းကျွန်ုပ်ကိုတိုက်ခိုက်ရန်ပြင်နေသည်အန်တရကြားထဲမှကျွန်ုပ်ရောက်ရှိနေခြင်းဖြစ်သည်အကျက်အတဲများကြားတွင်ရောက်ရှိသွားခြင်းဖြစ်တော်သည်ခဲနာသည်တောကြောကိုခါထုတ်လိုက်ပြီးကျွန်ုပ်၏ရှိရာသို့ဖြည်းဖြည်းချင်းလှည့်လာသည်ကျွန်ုပ်၏မျက်လုံးများတွင်တိရစ္ဆာန်တစ်ကောင်ထက်အတိပိုသောလူတစ်ယောက်ကဲ့သို့မုန်းတီးမှုနှင့်ကောက်ကျစ်မှုအငွေ့အသက်များကိုခဲနာထံတွင်မြင်နေရသည်ခဲနာသည်ငေါင်းတရဝါနှင့်တဦးကိုတဦးနားလည်မှုရှိသည့်ပုံစံဖြင့်ကျွန်ုပ်ကိုဝန်းရံထားကြသည်ဒီကြားတာမန်ကြားတော့မဟုတ်ဘူးတခုခုတော့မှားနေပြီကျွန်ုပ်၏စိတ်ထဲတွင်ဆရာဆံမောင်ပြောဘူးသောလူဝစ်လဲထားသောတောကြောင်များအကြောင်းသတိရလိုက်မိသည်တ
ဒေါ်ကျော်သည်ဒဏ်ရာအပြင်းထန်ရထားတော်လဲကျွန်ုပ်၏ရှေ့တွင်မမမက်မက်ပြန်ငါရက်တည်၍ခဲနာကိုစိုက်ကြည့်နေသည်အပိုင်းလေးတောနက်ထဲကဝိညာဉ်ကစားပွဲခဲနာသည်ခြေတစ်ဖက်ကိုမြေပြင်တွင်ကုတ်ချစ်၍ခုံအုပ်ရန်အရှိန်ယူနေစဉ်အပေါ်မှငေါင်းတော်ကလည်းစူးရှသောအော်ဟစ်တံဖြင့်ကျွန်ုပ်၏ဥကောင်းတိုက်တဲ့သို့ခုန်ဆင်းလာသည်အသက်လူရမည်စက္ကန့်ပိုင်းလိုတာကြီးဝတ်တော့ကျွန်ုပ်အော်ဟစ်လိုက်သည်တပြိုင်နက်တည်းရိုင်ဖယ်ကိုအပေါ်ထောင်၍ငေါင်းတော်ရှိရာသို့အချက်ပေါင်းများစွာဇက်တိုက်ပစ်လိုက်သည်ဒိန်ဒိန်ဒိန်ကျွန်ုပ်၏တနက်တန်သည်တောတစ်ခုလုံးဟိမ့်ထွက်သွားစေသည်ငေါင်းတော်သည်လေထဲမှပင်ထိမှန်သွားပြီးကျွန်ုပ်၏ခြေရင်းသို့ဘုတ်ခနဲပြုတ်ကျလာသည်သို့သောခဲနာကအခွင့်အရေးကိုလက်လွတ်မခံကျွန်ုပ်တနက်ကြီးပြန်ဖြစ်ရန်အားထုတ်နေစဉ်ခဲနာသည်လေထဲသို့မြောက်တက်လာပြီးကျွန်ုပ်ကိုခုံအုပ်တော့သည်အုံပြင်းထန်လာသောအရှိန်ကြောင့်ကျွန်ုပ်လွန့်ထွက်သွားသည်ကြောက်ဆောင်တစ်ခုနှင့်စောင့်မိကခိတ္တများအသိစိတ်လွတ်သွားရတော့သည်မျက်လုံးစုံပြန်ပွင့်လာချိန်တွင်မြင်လိုက်ရသောမြင်ကွင်းမှာရင်နာစရာဖြစ်သည်ဒေါ်ကျော်သည်ဒဏ်ရာရထားသောခြေထောက်ဖြင့်ပင်ခဲနာ၏လယ်ပင်ကိုအတင်းခုံအုပ်ထားပြီးကျွန်ုပ်နားသို့ကြားကြီးမကပ်နိုင်အောင်အသက်နှင့်လဲဆွဲထားရှာသည်ကျွန်ုပ်မိမြသတိမိသွားသည်မသိတာကြီးတောကျော်ကြောင့်သာကျွန်ုပ်အသက်ချမ်းသာရာရတော့သည်ခဲနာ၏လယ်ပင်ကိုမလွတ်ဖဲခဲထားသောတာကြီးတောကျော်ကိုကျွန်ုပ်ရင်သက်ရှုမောရင်သက်စွာကြည့်မိလိုက်တော့သည်တာကြီးမလုံနဲ့ဖယ်လိုက်တော့ကျွန်ုပ်အော်တော်လဲတောကျော်ကမဖယ်ခဲနာကဒေါသတကြီးဖြင့်တောကျော်ကိုနောက်ပြန်လှည့်၍မြေပြင်ပေါ်သို့ရိုက်ချ၍သူ့၏ချွန်ထက်သောလက်သေးများဖြင့်တောကျော်၏ရင်ဘတ်ကိုဆွဲကုပ်ရန်ပြင်လိုက်သည်ထိုအခိုက်မှာပင်ကျွန်ုပ်၏ခါးကြားမှတောတွန်းတရှိကိုဆွဲထုတ်၍ခဲနာ၏နောက်ကျောသို့အားကုန်လွှဲ၍ပြစ်ထက်လိုက်တော့သည်ဓာသည်ခဲနာ၏နောက်ခြေထောက်အသားထဲသို့နစ်ဝင်သွားသဖြင့်ကြားကြီးနာကျင်စွာဟိမ့်ဟောက်ရန်တောကျော်ကိုလက်ဖြင့်ပုတ်ရန်လက်ဖြင့်ပုတ်ခြင်းမပြုတ်လို့တော့ပဲဟိမ့်ဟောက်အော်ဟစ်ရင်ထွက်ပြေးရန်ပြင်ဆင်နေတော့သည်ကျွန်ုပ်သည်အားယူ၍ထရက်ပြီးတနက်ကိုပြန်ကောက်သည်သို့သောထူးဆန်းသည်မှာခဲနာသည်ကျွန်ုပ်ကိုဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ပဲခြေရင်းတွင်လဲနေသောငေါင်းတဝါကိုကြည်ကာလူတစ်ယောက်ကဲ့သို့ငိုကြွေးနေတဲ့ကဲ့သို့စူးစူးရှာရှာအတန်ကြီးဖြင့်အော်ဟစ်နေခြင်းပင်ဖြစ်သည်ရုတ်တရက်တောအတွင်မြူနှင်းများပုံမူထူထပ်လာပြီးအေးစိမ်သောလေချမ်းများတိုက်ခိုက်လာသည်ခဲနာသည်ငေါင်းတဝါ၏အလောင်းကိုပါဇက်ဖြင့်ခဲ၍တောနက်ထဲသို့တဖြည်းဖြည်းချင်းဆုတ်ခွာသွားတော့သည်ကျွန်ုပ်၏မျက်လုံးများကခဲနာကိုစိုက်ကြည့်ရင်ခဲနာကလည်းကျွန်ုပ်ကိုစိုက်ကြည့်ရင်၎င်း၏မျက်လုံးများကကျွန်ုပ်ကိုနောက်ဆုံးအကြိမ်ကြည့်သွားသည်မှာငါတို့တိုက်ပွဲမပြီးသေးဟုပြောနေတကဲ့သို့ပင်ဖြစ်သည်ကျွန်ုပ်အမြန်ပြေးသွားပြီးတောကျော်ကိုပွေထူလိုက်သည်ဒါကြီးသတိထောင်းတောကျော်၏ရင်ဘတ်တွင်လက်သေးရာများကြောင့်သွေးများထွက်နေတော့လဲအသက်ရှူနေစေပင်ဖြစ်သည်တွေ့ရသည့်ဒဏ်ရာမှာအသက်ဆုံးရှုံးနိုင်သည့်ဒဏ်ရာမဟုတ်တော့လဲသွေးများအများအပြားထွက်နေသည်ကျွန်ုပ်သည်ကျောဝိုအိတ်ထဲမှဆေးအိတ်ကိုထုတ်၍တောကျော်၏ဒဏ်ရာကိုအမြန်ဆုံးစီးနှောင်၍ဒဏ်ရာအမြန်ကျက်စေရန်ဆေးများထည့်ပေးခြင်းပြုလုပ်ရတော့သည်မင်းငါအသက်ကိုကယ်လိုက်ပြန်ပြီတာကြီးယာထိုအစဉ်လေထဲတွင်လွန့်ပါလာသောအတန်တစ်ခုကိုကျွန်ုပ်ကြားလိုက်ရသည်လူတန်လိုလိုတောကောင်အတန်လိုလိုဝေဝါးလာသောအတန်မှာမုတ်ဆိုးမင်းတက်လိုက်တဲ့ငါရဲ့အဆောင်ရှောက်ပဲမင်းတက်လိုက်တာငါရဲ့အဆောင်ရှောက်ပဲခဲနာရဲ့ကလေးစားချိန်မှုကိုမင်းခံနိုင်ရင်ရှိပါမလားကျွန်ုပ်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့တယ်မြည်သူမျှမရှိတောကျော်သည်ကျွန်ုပ်၏အတန်ကိုကြားရပြီးနေရွယ်များထောင်ကပတ်ဝန်းကျင်ကိုတတိကြီးစွာ
စောင့်ကြည့်နေတော့သည်ယခုမှကျွန်ုပ်နားလည်လိုက်သည်မှာခဲနာသည်တာမန်ကြားတစ်ကောင်မဟုတ်ပဲတောတွင်းမှမော်အတက်ဖြင့်တစုံတဦး၏ခိုင်းစေမှုကြောင့်လှုပ်ရှားဆောင်ရွက်နေသောကြားသတ္တဝါဖြစ်နေခြင်းပင်ရှိတော့သည်ကျွန်ုပ်သည်ဒဏ်ရာရနေသောတောကျော်ကိုလုံခြုံသောနေရာတစ်ခုသို့ပြောင်းရွှေ့ရန်ပြင်ဆင်လိုက်သည်သို့သောကျွန်ုပ်၏ပတ်ပတ်လည်ရှိတစ်ပင်များပေါ်တွင်ညကမြင်ခဲ့ရသောငေါင်းသတ္တဝါပုံသူအရိပ်များစွာတစ်ခုပြီးတစ်ခုပေါ်လာနေတော့သည်အပိုင်းငါဂူအမှောင်ထဲကအမိန့်တန်ရခိုင်ရိုးမ၏အစွန်အဖျားလူသူမနီးသောခြောက်ကမ်းမတစ်ခု၏အောက်ခြေရှိကြောက်ကူအဟောင်းတစ်ခုအတွင်း၌မီးတိုင်အချို့တစ်ဖြက်ဖြက်တောက်လောင်နေသည်ဂူအတွင်း၌ရရှိသောအနက်မှာပုတ်ဆက်ဆက်အသားဖုံးနှံနှင့်လက်ဆက်သောသွေးညီအနှံများရောနှောနေသည်ဂူ၏အလယ်တဲ့တဲ့ရှိကြောက်ခုံပေါ်တွင်လူတစ်ယောက်ကြောပေးကရက်နေသည်သူ၏ဂူပေါ်တွင်တရေအင်ကြီးအစုံများကိုဝတ်ဆင်ထားပြီးသပင်များမှဖားရကြလျက်ရှိသည်ထိုစဉ်ဂူဝမှအလင်းရောင်တစ်ခုဖြတ်ခနဲပေါ်သွားပြီးကြားအိုကြီးခဲနာသည်ဂူတွင်းသို့ဝင်လာ၍ပါဇက်မှအရာတစ်ခုကိုထိုသူ၏ရှေ့သို့ချပေးလိုက်သည်ခဲနာသည်ကြောက်ခုံရှိသို့ရောက်သောအခါပါဇက်မှခဲလာသောအရာဝတ္ထုမှာငေါင်းသတ္တဝါ၏အလောင်းပင်ဖြစ်တော်သည်ငါရဲ့အဆောင်ရှောက်ကိုမုတ်ဆိုးပေသူတက်လိုက်ပြန်ပြီပေါ့ကြောက်ခုံပေါ်မှလူသည်တဖြည်းဖြည်းချင်းစဉ်းစားကသူ၏မျက်နှာတစ်ချမ်းမှလည်းမီးလောင်ဒဏ်ရာဟောင်းကြီးကြောင့်ပုံပြက်ပန်းပြက်ဖြစ်နေသည်ကိုတွေ့ရသည်ကြံမျက်လုံးတစ်ဖက်မှလည်းခဲနာကဲ့သို့ပင်หนีရဲနေသည်သူသည်လက်ထဲမှဥကောင်းခုံကိုရိုက်ချလိုက်ပြီးခဲနာ၏ဥကောင်းကိုကြမ်းတမ်းစွာပွန့်ပေးလိုက်သည်စိတ်မပူနဲ့ခဲနာမင်းရဲ့ဒဏ်ရာတွေအတွက်ငါကလေးစားချေပေးမယ်ဒီမုတ်ဆိုးလေးကဆန်မောက်ရဲ့တပည့်မဟုတ်လားသူ့စီယာကိုငါဘလို့နှိပ်စက်ခဲ့လဲဆိုတာသူသိတဲ့နဲ့ခဲနာသည်နားလဲနေသည့်အလားတူတူလေးဟိမ့်ဟောင်းလိုက်သည်ထိုစဉ်ဂူမောင်ထဲမှခြေတစ်ချောင်းထဲဖြင့်ခုံဆွသွားနေသောငေါင်းသတ္တဝါအုပ်စုလိုက်အမှောင်ထဲမှထွက်ပေါ်လာကြသည်၎င်းတို့၏မျက်လုံးများမှာအစာငတ်နေသောသားရဲများကဲ့သို့တစ်ဖြက်ဖြက်တောက်လောင်နေသည်သွားကြစမ်းအဲ့ဒီမုတ်ဆိုးနဲ့ခွေကိုဝိုင်းထားလိုက်မတက်နဲ့ဟုတ်ငါကိုယ်တိုင်သူတို့ကိုအရှင်လက်လက်အရေခွန်ခွာပြမယ်ထိုသူဤဒေါသတကြီးအော်ဟစ်လိုက်သည်သူဤနံရံတွင်ချိတ်ဆွဲထားသောတန်ကြီးတက်နေသောမုတ်ဆိုးဓားတစ်ချောင်းကိုဆွဲယူလိုက်သည်ထိုဓားသည်လက်ကင်တွင်စံမောင်ဟုကပီးထိုးထားသည်ကိုမှိန်ဖြော့ဖြော့မီးအောင်အောက်တွင်တွေ့ရသည်ဟာဆိုးပေမင်းငါစီကိုရောက်အောင်လာခဲ့မှာပါမင်းဆရာရဲ့ဝိညာဉ်ကဒီဂူထဲမှာငိုကြွေးနေတော့မယ်ဂူအပြင်ဘက်မှမိုးချင်းတန်ကြီးတစ်ခုထွက်ပေါ်လာသည်ခဲနာသည်ဂူဝသို့ပြန်လှည့်ထွက်သွားပြီးညမောင်မောင်တောနယ်ထဲသို့ငေါင်းသတ္တဝါအုပ်စုနှင့်အတူပျောက်ကွယ်သွားတော့သည်ဂူအတွင်း၌ကြံရစ်ခဲ့သောထိုထူးဆန်းသည့်လူသည်မီးပုံထဲသို့သွေးချိုကိုလောင်းထည့်ကာမီးတောင်များမှหนีရဲစွာဝုန်းကနေတောက်လောင်သွားတော့သည်အပိုင်း6သွေးစက်လန်းနှင့်ဆရာချီရာကျွန်ုပ်၏ပတ်ပတ်လဲတွင်ခြေတစ်ချောင်းထဲဖြင့်ခုံဆွသွားနေသောငေါင်းသတ္တဝါတို့၏အရေးမဲများတဖြည်းဖြည်းပုံမနီးကပ်လာသည်သူတို့သည်ကျွန်ုပ်နှင့်တောကျော်ကိုချက်ချင်းဝင်တိုက်ခိုက်ရန်မပြုလုပ်သေးသည်ကဝင်းရန်ပိတ်ဆို့ဖို့ဆောင်ရွက်နေခြင်းကိုကျွန်ုပ်သိရသည်ကျွန်ုပ်နှင့်အကွာအဝေးတစ်ခုမှလိုက်နေခြင်းသည်ကျွန်ုပ်တို့ကိုအရှင်ဖမ်းရန်ရည်ရွယ်ထားသည်ကိုလည်းကျွန်ုပ်ကောင်းစွာသဘောပေါက်သည်တောကျော်အာတင်ထားသောသားကြီးကျွန်ုပ်ဒဏ်ရာရနေသောတောကျော်ကို
ပခုံးပေါ်သို့မနိုင်မနှင်းတင်ကာအပြေးလွှာသွားနေရသည်ပေါင်ချိန်60ကျော်ခန့်လေးသောခွေးမဲကြီးကိုထမ်းထားရသဖြင့်ကျွန်ုပ်၏လှုပ်ရှားမှုများလေးလံသွားတော့လေတားကြီးကိုဤနေရာမှာတွင်စွန့်ပစ်ခြင်းမပြုလုပ်နိုင်ပါကျွန်ုပ်ရသလောက်တားကြီးကိုကယ်မည်တားကြီးမလှုပ်ရှားနိုင်တော့လေကျွန်ုပ်လှုပ်ရှားနိုင်သလောက်ကျွန်ုပ်ပြေးလွှား၍လွတ်အောင်ရှောင်ရမည်ကျွန်ုပ်၏လက်တစ်ဖက်တွင်တောကြော်ကိုကောင်းစွာထိန်ထားပြီးကြံလက်တစ်ဖက်ကဓားရှည်ကိုတေချာစွာစုပ်ကင်ထားသည်တနက်ထဲတွင်ကြည်စံက2000သာရှိတော်သည်ကြည်ဖြစ်ရန်ကြည်စံများရှိတော်လဲချက်ချင်းမဖြစ်နိုင်တားကြီးတောကြော်ကိုထမ်းထားရသဖြင့်လည်းဖြစ်သည်အရေးကြီးဆုံးအချိန်မှသာလက်ရှိတနက်ထဲတွင်ကြံရှိသောကြည်စံ2000ကိုအသုံးပြုရန်ဆုံးဖြတ်လိုက်သည်ကဲလာစမ်းကွာရုတ်ရဲ့ရှေ့တဲမှငောင်းတော်ဝါတကောင်ဆူးရှစွာအော်ဟစ်ပြီးခုံဝင်လာသည်ကျွန်ုပ်ကိုဘေးသို့အနှဲငယ်ဆောင်းလိုက်ပြီးတားကြီးတောကြော်ပြုတ်မကြစေရန်တေချာကင်ထား၍ကျွန်ုပ်ရှေ့သို့ခုံအုပ်လာသောခုံတက်လာသောငောင်းတော်ဝါအားဓားဖြင့်ဝဲပြန်၍ခုတ်လိုက်သည်ဓားသည်ငောင်းတော်ဝါ၏ပခုံးစွန်းကိုရှက်၍ထိမှန်သွားပြီးမဲနဲ့သောသွေးများပန်းထွက်လာသည်ထိုအကောင်သည်နောက်သို့လွတ်ဆင်သွားသည်နှင့်တပြိုင်နက်ကျွန်ုပ်သည်ပွင့်နေသောလမ်းကြောင်းကိုအရှိန်ကုန်ပြေးထွက်လိုက်သည်အနောက်ဘက်မှခြုံပုတ်တိုးတံများအော်ဟစ်ဆူညံတံများပါဝင်လာတော့သည်ဒေါနဲ့ထဲတွင်မျက်စိစုံမိတ်ပြေးနေရသဖြင့်စူးညောက်များတစ်ကိုင်းများမျက်နှာနှင့်လက်မောင်းများသို့ရိုက်ခတ်နေသည်တောကြော်မှာနာကျင်မှုကြောင့်တအေးညည်းနေတော့လဲကျွန်ုပ်၏ပခုံးပေါ်တွင်ငြိမ်သက်စွာလိုက်ပါလာသည်မောဟိုက်မှုကြောင့်ရင်ဘတ်တစ်ခုလုံးပေါက်ထွက်မတက်ခံစားနေရတော့လဲခြေလမ်းများကိုရက်တန့်ရန်မဖြစ်နိုင်ရက်တန့်လိုက်သည်နှင့်တေခြင်းတရားကနောက်ကျောဘက်တွင်အသင့်စောင့်ကြိုနေသည်မိနစ်20ခန့်အဆက်မပြတ်ပြေးပြီးရှေ့တွင်မတ်ဆောက်သော6ကမ်းမတစ်ခုကိုတွေ့လိုက်ရသည်အောက်ခြေတွင်ရေစီးတန်သောချောင်းတစ်ခုစီးဆင်းနေသည်ဒီချောင်းကငါတို့အတွက်ထပ်ပေါက်ပဲရေလန်းချောင်းသည်အနက်ခံလိုက်သောတရဝါကိုလမ်းစပျောက်စေနိုင်သည်ကျွန်ုပ်သည်မတ်ဆောက်သောကမ်းပါအတိုင်းရှောဆင်း၍ကြောက်တုံးများနှင့်ထိခိုက်မှုများရှိလာသည်သို့သောဂယုမဆိုင်နိုင်ပေရေစက်သို့ရောက်သည်နှင့်တောကြော်နှင့်ကျွန်ုပ်သည်ရေဒိမ်ပိုင်းမှရေနက်ပိုင်းရှိရာသို့အလင်းအမြန်ကူးခတ်သွားရတော့သည်ကျွန်ုပ်တို့သည်ရေစုံအတိုင်းခတ်သွက်ကူးခတ်လာခဲ့ရာကြောက်ဆောင်အကွယ်တစ်ခုရှိဂူပေါက်ငယ်လေးတစ်ခုကိုတွေးလိုက်ရသဖြင့်ထိုနေရာတွင်လုံခြုံရမည်ဟုတွေးတောမိသဖြင့်ဝင်ရောက်ရန်ကြိုးစားကြတော့သည်ကျွန်ုပ်သည်ကူးခတ်ရင်းတာကြီးတောကြော်ကိုလည်းကူးခတ်နိုင်စေရန်အကူအညီပေးရင်းထိုဂူပေါက်ငယ်လေးရှိရာသို့တဖြည်းဖြည်းချင်းရောက်ရှိလာတော့သည်ဂူပေါက်ငယ်လေးအတွင်းဝင်လာ၍ထိုဂူပေါက်ငယ်လေးအတွင်းတွင်ကျွန်ုပ်တို့သားကြီးနှင့်ကျွန်ုပ်အတူနေနိုင်ရန်အခန်းငယ်လေးတစ်ခုအားတွေ့ရှိလိုက်ရတော့သည်ထိုအခန်းငယ်လေးရှိရာပေါ်သို့ကျွန်ုပ်နှင့်သားကြီးတောကြော်တို့အလင်းအမြန်တိုက်လိုက်ပြီးမောပန်းလန်းသဖြင့်ကျွန်ုပ်မြေကြီးပေါ်သို့လဲ၍ပြစ်ကျသွားတော့သည်တောကြော်ကတော့ဒဏ်ရာတစ်ချက်များမှပင်ကျွန်ုပ်၏လက်ကိုလာရောက်ရပ်ပေးနေသည်ကျွန်ုပ်လွယ်အိတ်ထဲမှလက်နှိပ်ဓမီကိုထုတ်ပြီးတောကြော်၏ဒဏ်ရာကိုစစ်ဆေးကြည့်လိုက်သည်ကြားလက်သေးရများကနှဆိုင်တော်လဲအသက်အန္တရာယ်ရှိသောနေရာများကိုရှောင်လွှဲသွားသည်ကိုတွေ့ရသည်တော်သေးတာပေါ့ကွာမင်းကန်ကောင်းတယ်ဈေးထည့်ပေးပြီးနောက်ကျွန်ုပ်ဂူနန်ရန်ကိုမီးထိုးကြည့်လိုက်မိသည်ရုတ်တရက်မျက်လုံးထဲမှယင်းဤသောသင်္ကေတတစ်ခုကိုတွေးလိုက်ရသည်ဂူနန်ရန်တွင်ဓားဖြင့်
ထွန်းထူထားသောကြက်ချေကက် H ပုံသဏ္ဍာန်နှင့်အောက်တွင်မြားကောင်းပုံစံလားရာပြထားသောအမှန်သာဒါဆရာလက်ရပဲဆရာဆံမောင်သည်တောရဲတွင်လမ်းကြောင်းအမှတ်သားပါသည့်ဤသင်္ကေတကိုအမြဲသုံးလေရှိသည်ကျွန်ုပ်၏ရင်ထဲတွင်ဝမ်းနည်းမှုနှင့်ဒေါသတို့ရောထွေးသွားသည်ဆရာသည်ဤနေရာသို့ရောက်ခဲ့ပြီးတော့သူသည်တစုံတစ်ခုကိုလိုက်ရှာရင်းတစုံတစ်ခုထံမှထွက်ပြေးရင်းဤနေရာတွင်နားခိုခဲ့ဘူးသည်မှာတေးကြသည်မြားကောင်းပြထားသောလားရသည်ကျွန်ုပ်၏ဂူအတွင်းပိုင်းသို့ဆက်၍ဝင်ရန်ညွှန်ပြနေခြင်းဖြစ်တော်သည်ကျွန်ုပ်တည်တည်ချာချာကြည့်လိုက်တော့ဂူ၏အတွင်းပိုင်းတွင်လူတကိုဝင်စားဆန့်သောလှိုင်ကောင်းမောက်တစ်ခုကိုထပ်မံတွေ့ရှိရသည်ဆရာကငါ့ကိုလမ်းပြနေတာပဲဒီလမ်းကြောင်းများကသူတို့စခန်းရှိရာကိုတွားတဲ့ရှုဝဲလမ်းဖြစ်ရမယ်အပြင်ဘက်တွင်မိုးဆက်များပြန်လည်ကျဆင်းနေသည့်အလားစူညံနေသည်ခဲနာနှင့်ငေါင်းစုတို့ကျွန်ုပ်တို့ကိုရှာဖွေနေကြခြင်းဖြစ်ပေမည်ကျွန်ုပ်၏တနတ်ကိုကြည်ပြန်ဖြည့်လိုက်သည်လာတွားမယ်သားကြီးငါတို့အဖြေတစ်ခုကိုရှာရတော့မယ်ကျွန်ုပ်သည်နာကျင်နေသောခန္ဓာကိုယ်ကိုအားတင်းကဆရာချီယာနောက်သို့လိုက်ရန်လှိုင်ကောင်းပေါက်ထဲသို့တိုးဝင်လိုက်တော့သည်အမောင်တူထဲတွင်ဘာတွေရှိမြင်နိုင်မည်ဘာတွေရှိနိုင်သနည်းကိုကျွန်ုပ်မသိနိုင်ပါဆရာဆံမောင်၏ဝိညာဉ်ကကျွန်ုပ်တို့ကိုစောင့်ကြိုနေမည်ဟုယုံကြည်မိနေတော့သည်အပိုင်းခွန်သွေးစွန်းသောတန်ရာ၏လှိုင်ကောင်းလမ်းကြောင်းများသည်လူတကူစားမျှသာကျင်းမြောင်းပြီးအောက်သို့စိုက်ဆင်းသွားသည်လေထုမှာအပြင်ဘက်ထက်ပုံမှုန်ပူနွေးနေပြီးကန့်အနှံ့ကဲ့သို့အနှံဆိုးတစ်ခုရသည်ကျွန်ုပ်သည်ဓာမီကိုပါဇက်တွင်ကပ်၍ဒူးတိုက်သွားနေရသည်တောကျော်ကတော့ကျွန်ုပ်နောက်မှကပ်၍လိုက်လာသည်ဒီခံစားမှာတားကြည့်ရာမကြခင်ပြီးဆုံးတော့မှာပါနာရီဝက်ခန့်သွားရပြီးနောက်လှိုင်ကောင်းသည်ရုတ်တရက်ကျဲသွားပြီးတဘာဝကြောက်ခမ်းမတစ်ခုသို့ရောက်ရှိသွားသည်ထိုနေရာတွင်လူတစ်ယောက်နေထိုင်သွားသည့်လက္ခဏာများကိုတွေ့ရသည်မိဖို့ဟောင်းတစ်ခုဝါးရည်ဘူးကြောက်တစ်ခုကြောက်တုံးမော်တွင်တင်ထားသောတရေဖုံးစာအုပ်ငယ်တစ်အုပ်ကျွန်ုပ်စာအုပ်ကိုကောက်ယူပြီးဖွင့်ကြည့်လိုက်သည်စာရွက်များသည်အဆိုပြန်ပြီးဆွေးမြေ့လူနီးပါးဖြစ်နေတော့လဲဆရာဆံမောင်၏လက်ရည်ကိုထင်ရှားစွာဖတ်ရှုနေရသေးသည်ဤစာကိုဖတ်နေတဲ့သူမင်းဟာငါတပိတ်စိုးပေဖြစ်ဖို့များတယ်ငါမှားခဲ့တဲ့စိုးပေငါလိုက်ခဲ့တဲ့ခဲနာဆိုတာတာမန်ကြားတကောင်မဟုတ်ဘူးကွသူကရှေးဟောင်းအောက်လန်းနီးပညာနဲ့မွေးမြူထားတဲ့တေမင်းတမန်ပဲသူ့ကိုတာမန်ကြီးနဲ့တက်လို့မရနိုင်ဘူးကျွန်ုပ်လက်များတုံရီသွားသည်ဆရာရေးသားထားသည်မှာကျွန်ုပ်ထင်ထားသည်ထက်ပင်ပို၍နည်းနည်းနေသည်ငါ့ကိုလိုက်တိုက်ခိုက်နေတဲ့ငေါင်းကောင်တွေကလည်းတကယ်တော့ရွာတွေကပျောက်သွားတဲ့လူတွေပဲအဲ့ဒီဆုံးကိုဝေကသူတို့ကိုမွေးမြူပြီးအဆောင်အရှောက်လုပ်ထားတာငါ့ကိုသူတို့ဖမ်းမိသွားပြီငါဝိညာဉ်ကိုမချုံနှောင်ခင်ဒီစာအုပ်ကိုငါဝှက်ထားခဲ့မယ်ခဲနာကိုနိုင်ချင်ရင်သူ့သခင်ရဲ့သွေးမီးတိုင်ကိုအရင်ညှိမ့်သက်ရလိမ့်မယ်အဲ့ဒီမီးတိုင်ငြိမ်းသွားမှခဲနာရဲ့မသေးစေးအာနိသင်ဖြတ်သွားမှာဂူကြီးရဲ့အလဲတဲ့တွေကိုသွားစာကြောင်းနဲ့ဤနေရာသည်ပြတ်တောက်သွားတော့သည်စာရွက်ပေါ်တွင်သွေးဆက်ကြီးတစ်ဆက်ချထားသည်မှာ6သွေးလူနီးပါဖြစ်နေပြီလုံးဝကို6သွေးနေခြင်းဖြစ်တော်သည်ဆရာအတွက်ကျွန်တော်လက်စားချေပေးမယ်ကျွန်ုပ်စာအုပ်ကိုအိတ်ထဲထည့်၍ယခုကျွန်ုပ်ဘာလုပ်ရမည်ကိုစဉ်းစား၍နေသည်ကျွန်ုပ်တို့ရောက်ရှိနေသောလမ်းကြောင်းသည်ထိုဆုံးကိုဝေကြီးရှိရာဂူ၏အနောက်ဘက်သို့ပေါက်ရောက်သောရှို့ဝဲလန်းဖြစ်နိုင်သည်ရုတ်တရက်လှိုင်ကောင်း၏အရှိဘက်မှကျွန်ုပ်တိုးဝဲလာခဲ့သောလမ်းစီမှကြားဟိန်းတန်ကြီးပဲ့တင်ထက်ခါထွက်ပေါ်လာသည်ခဲနာသူကျွန်ုပ်တို့ကိုအနက်ခံမိသွားပြီ
ဤချင်းမြောင်းသောနေရာတွင်ခဲနာနေရင်ဆိုင်မှာကကျွန်ုပ်ပြေးပေါက်မရှိတော့ရှေ့ကိုပဲဆက်သွားရမယ်တော့ကျော်နောက်ပြန်လှည့်လို့မရတော့ဘူးကျွန်ုပ်ဓားကိုကိုင်ကရှေ့ဆက်သွားသည်ဆရာညွှန်ပြခဲ့သောဂူကြီးရှိရာလမ်းသို့အပြေးလွှာဝင်တူးလိုက်တော်သည်လှိုင်ကောင်းအဆုံးမှာမိန်ဖြော့ဖြော့နှင့်မီးရောင်ကိုမြင်ရသည်ဤနေရာသည်ကျွန်ုပ်တို့၏တည်ခြင်းတရားလားသို့မဟုတ်အောင်ပွဲလားဆိုတာကိုတော့အပိုင်းရှိသွေးမီးတိုင်နဲ့ဂလဲစားဇက်သိန်းပိုင်းကျွန်ုပ်သည်ဂူလိုင်ကောင်းချင်းမှထွက်လာပြီးကြောက်ကူကြီး၏အလဲသို့ရောက်ရှိသွားသည်လေထဲတွင်ပို၍ပြင်းထန်သောသွေးညီနှံ့နှင့်ပုံဆက်ဆက်ကန့်အနက်များနှာခေါင်းသို့ရိုက်ခတ်လာသည်ကျွန်ုပ်၏မျက်လုံးများကဂူ၏အလဲတဲ့တဲ့သို့ရောက်ရှိနေပြီးသွေးမီးတိုင်ဟုထင်ရသောတိုင်ကိုရှာဖွေနေသည်သွေးနှင့်အမဲများလောင်ကျွမ်းနေသောထိုမီးတိုင်မှထွက်လာသည့်နီရဲရဲမီးတောင်များသည်ထူးဆန်းစွာတောက်လောင်နေသည်ကိုတွေ့ရသည်ပုံမှန်တောက်လောင်နေကြမီးပုံစံမဟုတ်ဘဲဘေးများသို့ဖြာထွက်၍တောက်လောင်နေခြင်းဖြစ်သည်ထိုစဉ်ဂူလေရှိကြောက်ခုံမော်တွင်ထိုင်၍ပုံပြက်ပန်းပြက်ဖြင့်ကျွန်ုပ်တို့ကိုကြည့်နေသောစုံးကိုဝေကိုမြင်လိုက်ရသည်စုံးကိုဝေသည်တဖြည်းဖြည်းချင်းကျွန်ုပ်တို့ရှိရာဘက်သို့ခေါင်းမော့၍ကြည်လာတော့သည်သူ၏လက်ထဲတွင်ဆရာဆမ်မောင်၏တော်တွန်ဓားရှိကိုကင်ထားသည်ဟောဆမ်မောင်ရဲ့ခွေးကောင်ငါစီကိုရောက်လာတာပဲမင်းဆရာလိုပဲအသားနဲ့အရီကိုအခွန်ခွာဖို့အစဉ်သစ်ပြင်ထားတော့သူမပြုံးမရင်နိုင်သောမျက်နှာဖြင့်စကားပြောနေစဉ်လှိုင်ကူထဲသို့ကျွန်ုပ်ဝင်လာခဲ့ရာလမ်းမှကြားအိုကြီးခဲနာသည်ကြီးမားသောကိုယ်လုံးကြီးဖြင့်လှုပ်ရှား၍ဝင်ရောက်လာခဲ့တော်သည်နောက်ကျောတွင်နီရဲသောမျက်လုံးများဖြင့်ကျွန်ုပ်အားစောင့်ကြည့်နေသောငေါင်းတော်ဝါငါးကောင်ခန့်ရှိသည်ထို့နောက်ခဲနာကြီးသည်ကျွန်ုပ်၏ဘေးပတ်ချလဲမှလမ်းလျှောက်၍ကျွန်ုပ်တို့အားခုံအုပ်ရန်ချောင်းနေသည်ကျွန်ုပ်အမှန်တကယ်ပိတ်မိသွားပြီဖြစ်သည်တောကျော်ငါအမိန်ကိုစောင့်နေကျွန်ုပ်တောကျော်ကိုလှမ်း၍အမိန်ပေးလိုက်သည်ကျွန်ုပ်သည်ကြားကြီး၏မျက်လုံးကိုစောင့်ကြည့်ရင်းရိုင်ဖယ်ကိုပြည့်ရန်အသင့်ပြင်နေသည်သို့တော်ခဲနာသည်အလွန်လျင်မြန်သည်ကြားကြီးသည်တစ်ချက်မျှဟင်းဟောက်လိုက်ပြီးနောက်ကြောက်ခုံမော်ရှိစုံးကိုဝေအားအကာအကွယ်ပေးရန်ကြောက်ခုံရှိသို့ရောက်ရှိသွားသည်ကျွန်ုပ်ရှိရာသို့ခုံအုပ်ရန်လည်းအရှိန်ယူ၍ပြေးလာသည်အသက်ကိုလောင်ကြီးထပ်ထားသောစံကပ်ပိုင်းဆရာ၏စကားကိုကျွန်ုပ်သတိရသွားသည်သွေးမီးတိုင်ကိုညှိမ့်ရမည်တာကြီးတောကျော်သွားကျွန်ုပ်အမိန်ပေးတဲ့နှင့်အတူတောကျော်သည်ဒဏ်ရာများကိုပြစ်ပယ်ကာတာရဲတကောင်ကဲ့သို့အရှိန်ဟုန်ပြေးစွာဖြင့်ခုန်ထွက်သွားတော်သည်သူ၏ပြစ်မှတ်မှာကျွန်ုပ်ကိုစောင့်ဆိုင်နေသောခဲနာကြားအိုကြီးကိုကြော်လွှား၍နောက်တွင်ရှိသောစုံးကဝေကိုဥတီခုံအုပ်လိုက်ခြင်းပင်ဖြစ်သည်ဟင်ခွေးကောင်စုံးကဝေသည်တောကျော်၏ရုတ်တရက်တိုက်ခိုက်မှုကိုမမျှော်လင့်ထားသဖြင့်အနှဲငယ်ရိုင်သွားသည်ဤသည်ကိုအခွင့်ကောင်းယူ၍ကျွန်ုပ်သည်ခဲနာအားပြစ်မိအစားသွေးမီးတိုင်ကိုပြစ်မှတ်ထား၍တနက်မောင်းခလုတ်အားဖြုတ်လိုက်တော်သည်ဒိန်ဒိန်ဒိန်ကျွန်ုပ်၏တနက်ထဲရှိကြီးကုံသည်အထိအချက်ပေါင်းများစွာပြစ်ခတ်လိုက်သည်နှင့်သွေးမီးတိုင်၏အောက်ခြေရှိကြောက်သားများကိုထိမှန်သွားတော်သည်ထိုမီးတိုင်ကိုထိန်းချုပ်ထားသောတာရဲဥကောင်းကုန်ပုံတံအိုးကိုလည်းကျွန်ုပ်ထိမှန်အောင်ပြစ်လိုက်သေးသည်ဝုံကနေဝါကနေသွေးမီးတိုင်၏ပေါက်ကွဲသံများနှင့်ကြည်စံတန်ကြောင့်ပွဲအပ်သွားသောနေရာများမှာနီရဲသောမီးတောင်များသည်လည်းအင်ပဒန်ဆူးရှသောအလင်းရောင်များဖြင့်ထွက်ပေါ်လာပြီး
ကြောင့်သွေးမိတိုင်ကြီးပျက်စီးသွားခြင်းအဖြစ်သို့ရောက်ရှိနေတော့သည်တစ်ဆက်တည်းမှာပင်ဂူကြီးတစ်ခုလုံးအလင်းရောင်များဖြင့်ကြီးစိုးနေရမှရုတ်တရက်မှောင်ကျသွားသလိုခံစားလိုက်ရသည်သွေးမိတိုင်ကြီးလုံးဝပျက်စီးသွားခြင်းကြောင့်အမှောင်ကျသွားခြင်းဖြစ်သည်ခဲနာ၏အရှုံးခဲနာသည်ကျွန်ုပ်စီသို့ခေါ်အုပ်ရင်းလေထဲမှပင်ရုတ်တရက်နှွေကွေသွားသည်သူ၏ကိုယ်ပေါ်မှအစင်ကြားများသည်မှိန်ဖြော့သွားပြီးမျက်လုံးတစ်ဖက်ကွယ်နေသည့်မျက်နှာတွင်စစ်မှန်သောနာကျင်မှုနှင့်ထိတ်လန့်မှုကိုမြင်တွေ့လိုက်ရသည်သူသည်သေမင်းတမန်အာနိသင်ပြဲသွားခြင်းဖြစ်မည်ကျွန်ုပ်သည်ဓားရှည်ကိုဆွဲထုတ်၍အားကုန်လွှဲပြီးအင်အားချိနဲ့သွားသောခဲနာ၏လည်ပင်တဲ့သို့အဆုံးသက်တိုက်ခိုက်မှုဖြင့်ထိုးဆိုင်ချလိုက်တော်သည်ခဲနာသည်နာကျင်စွာအော်ဟစ်ရင်းမြေပြင်ပေါ်သို့ဘုတ်ခနဲလဲကြကငြိမ်သက်သွားတော့သည်စုံးကဝင်းနှင့်ငေါင်းတို့၏ကံကြမ္မာထိုစဉ်တောကျော်သည်လုံးထွေးနေသောစုံးကဝေအားမိမြကြိုက်ခဲထားသည်မသိမီးတောင်များပျောက်ကွယ်သွားသောအခါမြင်ရသည်ကိုလိုက်၍ကြိုက်ခဲထားသည်ကိုတွေ့ရသည်တောကျော်ကြိုက်ခဲထားသောကြောင့်ကြောက်မဲ့ဖရာအတန်ဖြင့်စုံးကဝေအော်ဟစ်နေတော့သည်မဖြစ်နိုင်ဘူးငါရဲ့အစွမ်းနေသူသည်ချက်ချင်းအင်အားချိနဲ့သွားပြီးတောကျော်၏လက်သေးနှင့်ကြိုက်ခဲထားသောဒဏ်ရာများကိုမခံနိုင်တော့ဘဲနောက်သို့ပြစ်လဲကျသွားတော့သည်တစ်ချိန်တည်းမှာပင်ဂူဝတွင်ပိတ်ဆို့ထားသောငေါင်းတော်များသည်စူးရှစွာငိုယိုအော်ဟစ်ပြီးတကောင်ပြီးတကောင်အသားများဆွေးမြေ့ကာမြေကြီးများပေါ်သို့ပုံလဲကျကုန်တော်သည်ကျွန်ုပ်သည်မီးမလင်းတော့သောဂူထဲတွင်ဒဏ်ရာများနှင့်လဲနေသောစုံးကဝေနှင့်တောကျော်ကိုမြင်နိုင်ရန်ယူဆောင်လာခဲ့သည့်ဓမ္မီအားဖွင့်လိုက်တော်သည်ဓမ္မီအားအလင်းဖွင့်လိုက်သည်နှင့်ဂူထဲတွင်ဒဏ်ရာများနှင့်လဲကျနေသောတောကျော်ကိုအပြေးလွှားသွားရောက်၍ပွေဖက်လိုက်သည်စုံးကဝေသည်ဒဏ်ရာရသောနေရာမှရုတ်တရက်ထ၍မှောင်မိုက်သောတခြားဂူအတွင်းဘက်သို့ပြေးဝင်ပျောက်ကွယ်သွားတော့သည်ကျွန်ုပ်သည်တားကြီးအားပွေဖက်၍အောင်ပွဲရပြီတားပြီအောင်ပွဲရပြီတားကြီးငါတို့နိုင်ပြီကျွန်ုပ်သည်တောကျော်၏ဒဏ်ရာများကိုအလင်းအမြန်စီးနှောင်ပေးရသည်စုံးကဝေသည်သူ၏ခန္ဓာကိုယ်ထဲများအသက်ဓာတ်များထွက်ခွာသွားသည်ကိုခံစားရင်းမုန်းတီးမှုအပြည့်ဖြင့်ကျွန်ုပ်တို့အားတနေရာမှစောင့်ကြည့်နေသည်ဟုကျွန်ုပ်ခံစားနေရသည်ကျွန်ုပ်သည်မြေပြင်ပေါ်မှဆရာဆံမောင်၏ဓားရှည်ကိုကောက်ယူပြီးစုံးကဝေအားလိုက်၍ရှာဖွေတော့သည်သူဝင်သွားသောဂူအတွင်းသို့ကျွန်ုပ်ပြေး၍လိုက်ဝင်သည်အဆုံးတွင်တာကြီးတောကျော်ကြိုက်ခဲထားသောဒဏ်ရာများကြောင့်စုံးကဝေဝေးမပြေးနိုင်တော့ပါကျွန်ုပ်သည်လည်းမပြေးနိုင်သည်ကိုယုံကြည်နေသည်တာကြီးကြိုက်ခဲထားသောအားမှာနဲသည့်အားမဟုတ်သူ၏ကာကွယ်ပေးလိုသောစိတ်ဖြင့်ကြိုက်ခဲထားခြင်းကိုကျွန်ုပ်ယုံကြည်သည်စုံးကဝေကိုကျွန်ုပ်တွေးလိုက်ရသည်စုံးကဝေကိုတွေးလိုက်သည်နှင့်ဆရာဆံမောင်၏ဓားကိုမြောက်ခါသူ၏ရင်ပန်ထဲသို့နစ်ဝင်အောင်ထိုးဆိုင်၍ဒီဓားကဆရာဓားပဲမင်းဆရာကိုဘလို့နှိပ်စက်ခဲ့လဲဆိုတာမင်းကိုယ်တိုင်ခံစားကြည့်တော့ဟုဆိုကာရင်ပန်ထဲသို့ထိုးဆိုင်ချလိုက်တော်သည်ဂူကြီးတစ်ခုလုံးရုတ်တရက်တုန်ခါသွားပြီးအမိုးများပြိုကျလာသည်ကျွန်ုပ်သည်ချက်ချင်းပင်ဒဏ်ရာရနေသောတောကျော်ရှိရာသို့ပြေး၍တောကျော်ကိုထမ်းပိုးရင်းဂူပေါက်မှအလင်းအမြန်ထွက်ပြေးလိုက်တော်သည်ခဏကြာတွင်ရခိုင်ရိုးမှတောနယ်ကြီးထဲမှရှားအိုကြီးခဲနာနှင့်စုံးကဝေတို့ခိုးလုံးရာဂူကြီးသည်တဝုံဝုံနှင့်ပြိုကျပျက်စီးသွားတော်သည်ကျွန်ုပ်သည်တောကျော်၏ဒဏ်ရာများနှင့်အတူ
ဤနေရာမှလွတ်မြောက်ခဲ့သည်တောကျော်ဤတစ္ဆာတရားနှင့်ဆရာဆံမောင်ဤလမ်းညွှန်ချက်များကြောင့်ကျွန်ုပ်သည်မုတ်ဆိုးလောကတွင်ကြီးမားသောအန္တရာယ်မှရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီးအမှန်တကယ်စိုးပေဆိုသောအမည်နှင့်ထိုက်တန်သောမုတ်ဆိုးကြီးတစ်ဦးဖြစ်လာခဲ့ပါတော့သည်